ပေတရုနဲ့ယောဟန်တို့ဟာဗိမာန်တော်ကိုသွားကြတယ်။တခါမှလမ်းမလျှောက်နိုင်တဲ့သူတယောက်ကတင့်တယ်ဆိုတဲ့တကားအနားမှာထိုင်နေတယ်။သူကလူတွေစီကပိုက်ဆံပဲတောင်းနေတယ်။ကျွန်တော်ကိုပိုက်ဆံပေးခဲ့ပါဦးလို့သူကပေတရုနဲ့ယောဟန်ကိုတောင်းတယ်။သခင်ယေရှုရဲ့တပည့်တော်နှစ်ယောက်ကလည်းသူ့ကိုတဲ့တဲ့ကြည့်ပြီးသူတို့မှာပိုက်ဆံမရှိပေမဲ့ပိုက်ဆံတဲ့ပိုကောင်းတာပေးဖို့သူတို့မှာရှိတယ်လို့ပြန်ပြောလိုက်တယ်။ပေတရုကငါ့ကိုကြည့်လိုက်ပါဦးလို့ပြောတဲ့အခါအဲ့ဒီလူကသူ့ကိုပိုက်ဆံပေးတော့မယ်လို့ထင်တာပေါ့။ဒါပေမဲ့ပေတရုကငါမှာရွှေမရှိဘူးငွေလည်းမရှိဘူးရှိတဲ့ဟာကိုပေးမယ်လို့ပြောလိုက်တယ်။နာဇရက်မြို့သားယေရှုခရစ်တော်ရဲ့နာမ၌ထပြီးလျှောက်ပါလို့ပေတရုကပြောပြီးအဲ့ဒီလူကိုဆွဲထူလိုက်တဲ့အခါသူ့ရဲ့ခြေနှစ်ဖက်နဲ့ခြေစစ်တွေအားရှိလာတယ်ပြီးတော့ထပြီးလမ်းလျှောက်တော့တာပဲအဲ့ဒီနောက်မှာသူကပေတရုယောဟန်တို့နဲ့အတူဗိမာန်တော်ထဲဝင်သွားတယ်မကြခင်မှာပဲသူဟာလမ်းလျှောက်ယုံတယ်မကဘူးခုံပေါက်ပြေးလွှားပြီးဖျားသခင်ကိုချီးမွမ်းတယ်ဒီလူဟာဂိတ်တကားနားမှာထိုင်နေတာကိုလူတွေကတွေ့ခဲ့ကြတယ်လေသူဟာမွေးကလေးကခြေမတန်ဆွမ်းဘူးဆိုတာကိုလည်းလူတွေကသိကြတယ်ဒါပေမဲ့အခုတော့သူကလမ်းလျှောက်တယ်ခုံပေါက်ပြီးဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းတယ်ဒါကြောင့်လူတွေကအံ့ဩနေကြတယ်သခင်ယေရှုရဲ့တကိုးတော်ကအဲ့ဒီလူကိုကြမ်းမာစေတာပါလို့ပေတရုကလူတွေကိုပြောပြတယ်ပေတရုကသူတို့ကိုသခင်ယေရှုအကြောင်းပြောပြတယ်ပေတရုပြောပြပြီးတဲ့အခါလူအများကြီးကလည်းသခင်ယေရှုရဲ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်ကြတယ်